ကဲနေသူတို့မြင့်မြတ်တို့တော့ဘောမာတဲ့ကိစ္စကတော့ဖြည့်ရှင်းလို့မကုန်တော့ဘူးအခုဒါဗိုလ်ချုပ်ဇော်မင်းထွန်းအားလုံးကအတီးပြုတ်လိုက်ပြီဒါဒီသူတို့ရဲ့စစ်တပ်ရွေးကောက်ပွဲဝါဒဖြန့်ဒီနေသူတို့ရိုက်တဲ့ဇက်ကောက်ကိုဝေဖန်တဲ့ဒရိုက်တာမိုက်တီးပါဝင်မင်းသားကျော်ဝင်းထွန်းနဲ့ဟာသတရုပ်ဆောင်အွန်လိုင်းတို့ကိုဖမ်းဆီးပြီးတော့ထောင်ဒဏ်သို့မဟုတ်ဒေတံပေးပါဖြစ်ကြောင်းဒီလင်းကိုကြေညာလိုက်ပြီဆိုတော့တော်တော်လေးကိုတနိုင်ငံလုံးကထိတ်လန့်ကုန်ပြီပေါ့နော်ဆိုတော့အခုမှဒါစာရွက်ပြန်ကြားရေးဝန်ကြီးဌာနရဲ့စာရွက်အတုလုပ်ပြီးတော့နေသူတို့ကဘယ်လိုပြောမလဲသူတို့ကဖိအားပေးခံရလို့เนาะဒါဒီဟာကိုရိုက်ရတာပါဆိုရဲအနေထားမျိုးကိုချပြလိုက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြောတဲ့เนาะပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးနေဝင်းရဲ့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးထိုင်းနိုင်ငံမှာယုံတင်တဲ့အခါမှာကြည့်ရှုသူလာရောက်ကြည့်ရှုသူတယောက်တော့မရှိလို့ပြန်လည်ပြီးတော့ပိတ်သိမ်းလိုက်ရတဲ့အကြောင်းနဲ့ကြားသိရတယ်ပေါ့နော်။ဆိုတော့ပြည်သူတွေရဲ့ဘဝကပထမအဆင့်အောင်မြင်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်။ဆိုတော့အခုကနေသူကိုလည်းရခိုင်တပ်တော် AA ကလည်းချင်းချောက်လိုက်ပြီး PDF 5ဖွဲ့ကလည်းနေသူတို့နော်မြင့်မြတ်တို့နော်ဒါကျွန်တော်တို့အမှပါဝင်တဲ့မင်းသမီးနော်2ယောက်နဲ့အထူးသဖြင့်မင်းသားနော်4ယောက်ကိုဒါဒုတိယအသင်းချိုင်းဒါမဆိုင် PDF 5ဖွဲ့ကကြီးညာလိုက်ပြီဖြစ်တယ်ဒါကဘယ်လိုပြောရမလဲကိုယ့်ကိုယ့်ရသူဆိုတာမျိုးလုံးချင်တာမဟုတ်ပဲနဲ့တကယ်လို့မှဒီလူတွေဟာဒေါ်လာရင်းကမိုးထောင်တာဒေါ်လာရင်းမဟုတ်ဘူးဆိုရင်နေတာ message ကိုလာပေးတာဖြစ်တဲ့အတွက်နေတိုင်းဘုံကျဲနေတဲ့နော်ဘုံကျဲပြီးတက်နေတဲ့ဒါစစ်ကောင်စီကိုကြတော့ဘာမှအပြစ်မမြင်ပဲခုလိုမျိုးနော်အမှန်တရားဆိုတိုက်ခိုက်နေတဲ့သူတွေကိုကြတော့ခုလိုမျိုးပြောတာကလုံးဝမဖြစ်သင့်ဘူးဆိုရင်နေထားမျိုးနဲ့ကိုတော်တော်လေးကိုပေါက်ဝဲနေကြပြီးတော့ PDF ကရှင်းလင်းဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီဖြစ်တယ်ပေါ့နော်ဆိုတော့စစ်ကောင်စီကထုတ်ပြန်လိုက်တာနေသူတို့ကိုဝေဖန်လို့ရှိရင်ထောင်ဒဏ်9နှစ်သို့မဟုတ်ဒေတံပေးမယ်လို့ပြည်သူတွေအပြောဆိုအသွားလားယူဆကြပါနော်